ချစ်တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဗျာဒီနိုင်ငံမှာရမ်းမိုက်တယ်ရမ်းထူးဆန်းတယ်ဗျာဒီအမကြီးကလင်၃ယောက်ယူထားတယ်ဗျာဒါပထမလင်ဒုတိယလင်တတိယလင်ကျွန်တော်တို့ကသူ့ရဲ့လင်အစ်စ်ပါခင်ဗျာတဲ့အဲ့ဒီလင်၃ယောက်ယူတဲ့အိမ်ကိုဝင်ကြည့်ကြမယ်ချစ်တငယ်ချင်းတို့အိမ်ထဲမှာပါတန်နေကလေးတန်နေကြားနေရဆိုဝင်ကြည့်ကြမယ်အဲ့မှာလင်၃ယောက်ထိုင်နေတာတွေ့ရတယ်ဗျာမရဝင်လာတော့ဟိုလင်ကမရပေးမှာလူထိုင်ချင်းဒီလင်ကမရပေးနာမှာလူထိုင်ချင်းနဲ့တာသမီးကအမေပေးနာမှာထိုင်ရတာကိုမရှိဘူးဗျာလင်ကလူထိုင်နေရတယ်ဆိုတော့သမီးတွေတားတွေထိုင်ချင်းပေမဲ့လည်းအဖေတွေကပဲအမြဲတမ်းလူထိုင်နေတော့သမီးတွေကတော့အမေရင်ခွင်မှာထိုင်ဖို့ကိုအချိန်မရှိဘူးဗျာကျမကတော့လင်၃ယောက်ဆိုတော့အချစ်တွေခံရတာပေါ့ရှင်တဲ့ပြောတာအခြားကောင်းတဲ့ချက်တွေလည်းရှိတယ်ပါဗျာဒီအိမ်မှာကတော့ဘာဖြစ်ဆိုပထမလင်ကတာသမီးကြီးတဲ့တာဝန်ကိုယူတယ်ဒုတိယလင်ကတော့သူစာတင်တဲ့အပိုင်းတာဝန်ယူတယ်ဘာဖြစ်ဆိုသူကစာတင်ရတာဝတနာပါတယ်ကြိုက်တယ်ဆိုတော့တတိယလင်ကတော့ဗျာသမင်းဟင်းချက်ပြောက်တာကိုတာဝန်ယူတယ်ပြောရမယ်ဆိုတော့မိမချက်တာမကောင်းလေသူချက်တယ်ကောင်းဆိုတော့သူကချက်ပြောက်တဲ့အပိုင်းကိုတာဝန်ယူထားတာပေါ့ဒီမှာချက်ပြောက်နေပြီဗျာတာသမီ၃ယောက်ရှိတယ်ဆိုတော့ဘယ်တာသမီးကဘယ်သူနဲ့ရတယ်ဆိုတော့မေးကြည့်မော့အဲ့ဒီအမပြောတာကတော့ပထမသမီးကအကြီးဆုံးကပထမလင်နဲ့ရတယ်ဒုတိယတာသမီးကဒုတိယလင်နဲ့ရတယ်တတိယတာသမီးကတတိယလင်နဲ့ရတယ်ဗျာဒါပေမဲ့ကျွန်တော်တို့လည်းဘယ်သူအဖေအစစ်မှန်းတော့ကျွန်တော်လည်းမသိပါဘူးဗျာရုပ်ရည်နဲ့တူလို့ရုပ်ရည်နဲ့ပဲခံမှန်းပြီးယူထားကြတာပါဗျာဒါပေမဲ့အတိဆုံးကတရားမင်းနဲ့ကိုဆက်နောက်တပဲအတိဆုံးပါဗျာဘသူတာသမီးလဲဘသူအဖေရင်းလဲသူတို့ကခံမှန်းပြီးတော့ဖြေတာပါဗျာပထမခလေးဒုတိယခလေးတတိယခလေးပေါ့တားကိုမေးကြည့်တာပဲအဖေကိုချစ်ဆုံးလဲဆိုတော့အဲ့ဒီတားငယ်ကသူမသိဘူးဗျာသူအမကိုပဲမေးကြည့်အကြီးဆုံးသမီးကိုမေးကြည့်တာတော့သမီးဆုံးအကြီးကတော့ပြောဆိုပထမဆုံးအဖေကိုသူကချစ်ဆုံးဘာဖြစ်လဲဆိုတော့ပထမဆုံးအဖေကမဆူဘူးမဆဲဘူးတာသမီးလေလိုချင်တာဟာလေဝယ်ပေးတတ်တယ်ဆိုတော့အဲ့ဒါကြောင့်ပထမဆုံးအဖေကိုသူအချစ်ဆုံးပါဗျာတဲ့ဖြေခဲ့တယ်အဲ့ဒီရွာမှာလဲအဲ့ဒီနေ့မှာမင်္ဂလာဆောင်ရှိတယ်ဗျာနောက်တအိမ်အဲ့ဒီအိမ်မှာလဲပြောမဆိုရင်မိမတယောက်ယောက်ျား၃ယောက်မင်္ဂလာဆောင်ဒါပေမဲ့ဒီအိမ်နဲ့တူပဲဗျာရွာသားတွေကလည်းဒီမှာစုစီဒီမှာဝိုင်းကူကြတာပေါ့မင်းကလေးတွေတရွာလုံးအဲ့မှာဝိုင်းလောက်နေကြတယ်ပေါ့ဗျာအဲ့ဒီအိမ်မှာမင်္ဂလာဆောင်ကလည်းလင်၃ယောက်ယူထားဆိုတော့သူပြောတာကတော့ချစ်ခင်နဲ့နေသွားကြရင်ရေရှည်လဲတာသမီးတွေရခဲ့ရင်ချစ်ခင်တွေအကြာကြီးအတူတူနေသွားကြရင်အရန်ပြောဖို့ကောင်းပါတယ်ဝါဘဝကအဲ့ဒါလိုပဲဖြတ်တန်းရင်ပိုရှင်ပြေပါတယ်ခင်ဗျာလို့ဖြေကြခဲ့ပါတယ်ဗျာဒီရွာကလည်းထူးဆန်းတယ်ဗျာမိမတယောက်လင်၃ယောက်ဆိုတော့အရမ်းမိုက်တယ်ဗျာသူ့နိုင်ငံကကျွန်တော်တို့နိုင်ငံနဲ့ဘာမှမဆိုင်ဘူးဗျာ